ရှမ်းရန်ဆိုတဲ့စီးမလေးဟာဘာသာစကား10မျိုးမှတ်ကကျွမ်းကျင်စွာပြောဆိုနိုင်သူဖြစ်ပေမဲ့ကုမ္ပဏီထဲမှာတော့ကင်တစ်အဝယ်တော်နဲ့ဆက်သွယ်ရေးမှာအဓိကဘာသာပြန်သူအနေနဲ့ပဲတည်ထားကြတာပါဒီနေ့မှာတော့ကုမ္ပဏီကိုမန်နေဂျာတိတ်ဆောင်ရန်မင်းရောက်ရှိလာခဲ့ပြီးဝန်ထမ်းတွေကိုဖိနှိပ်ပြဖို့အတွက်ရှမ်းရန်ကိုပထမဆုံးပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်မန်နေဂျာရှောင်းဟာအထက်စီးဆန်တဲ့လေတံနဲ့ဒီလကစပြီးမေးရနေကြဘာသာပြန်စရိတ်ရွန်တစ်ထောင်ကိုဖျက်တောက်လိုက်ပြီးလို့စတင်ကြေညာလိုက်ပါတော့တယ်ရှမ်းရန်ကမန်နေဂျာရှောင်းကိုစိုက်ကြည့်ရင်မန်နေဂျာရှောင်းကျမဒီကုမ္ပဏီမှာကင်တစ်ဘာသာပြန်အဖြစ်လုပ်ကင်လာတာ6နှစ်ရှိပါပြီဘာလို့ဒီစရိတ်ကိုခဲရတာလဲလို့ဒီငင်းစွာမေးလိုက်ပါတယ်မန်နေဂျာရှောင်းကမက်ပြုံးပြုံးလိုက်ပြီးမင်းကအုပ်ချုပ်ရေးစာရေးတယောက်ပဲဘာသာပြန်တာကမင်းရဲ့အလုပ်တာဝန်မဟုတ်ဘူးလို့အေးဆက်စွာတုံ့ပြန်ခဲ့ပါတယ်မင်း6နှလုံးလုတ်ခဲ့တာကမင်းဘာသာမင်းအပိုလုတ်တာလေကုမ္ပဏီကတရားဝင်အလုပ်မိတ်စာပေးထားတာမှမဟုတ်တာလို့မဆက်ပြောခဲ့ပါသေးတယ်။ရှမ်းရန်ဟာဘာမှဆက်မပြောတော့ပဲမိမိစပွဲစီကန်လာကလက်တော့ကူဖွင့်လိုက်ပါတော့တယ်။လက်တော့အီးမေးလ်ထဲမှာကင်တစ်အဝဲတော်စီကရောက်နေတဲ့စာချုပ်အတီးပြုလွှာစာသုံးဆောင်ကိုတွေးလိုက်ရပေမဲ့ဖတ်မကြည့်တော့ပဲအနီရောင်မှတ်သားလုတ်ကပေးလိုက်ပါတယ်။ဒါကငါရဲ့တရားဝင်အလုပ်မဟုတ်ဘူးဆိုရင်ငါလည်းဆက်လုပ်ပေးစရာမလိုတော့ဘူးလို့ရှမ်းရန်ကစိတ်ထဲကနေပြက်တဆုံးခဲ့လိုက်ပါတယ်ခဏကြာတော့လုတ်ဖို့ကင်ဖက်တယောက်ရောက်လာပြီးတင်တဲ့အဝယ်တော်စီကစာတွေကိုဘာသာပြန်ပြီးသူ့စီကိုပေးဖို့ပြောဆိုခဲ့ပါတယ်ရှမ်းရန်ကတင်းငိမ့်စွာနဲ့ပဲမန်နေဂျာရှောင်းစီကတရားဝင်အလုပ်မိန့်စာယူလာခဲ့ပါအမိန့်စာရမှာပဲကျမဘာသာပြန်ပေးမယ်လို့ပွင့်လင်းညင်းဆိုလိုက်ပါတယ်လုတ်ဖို့ကင်ဘက်ကနေရင်ကလည်းအမြဲလုပ်ပေးနေကြမဟုတ်ဘူးလားလို့အံ့အားသင့်စွာမေးလိုက်ပါတယ်ရှမ်းရန်ကအဲ့ဒါအရင်ကလေအခုတော့မန်နေဂျာရှောင်းကအမိန့်စာမရှိရင်တရားဝင်လုံးမဟုတ်ဘူးလို့ပြောထားတယ်စီးတယောက်အနေနဲ့ငါစီးကြော်လို့မရဘူးလို့အေးဆေးစွာတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီနောက်မကြာမီမှာပဲမိတ်ဆွေတယောက်ရောက်လာပြီးသတင်းကောင်းတစ်ခုလာပြောပါတယ်ရှမ်းရန်ဒီလကုန်ရင်ကင်တစ် MVB စောက်လို့ရအုပ်စုရဲ့ဒုတိယဥက္ကဋ္ဌမစ္စတာမာတင်ရောက်လာမယ်လို့ပြောလိုက်ပါတယ်သူကယွမ်တန်900တန်စီမံကိန်းအတွက်လာတာနဲ့အတွက်အခွင့်အရေးပဲမန်နေဂျာရှောင်းကိုဂီယူမဆိုင်ပဲဒီအခွင့်အရေးကိုစုပ်ကင်လိုက်ပါလို့တိုက်တွန်းခဲ့ပါတယ်ရှမ်းရန်ကတော့တပြင်းချရင်ဒါတွေကကျမနဲ့ဘာမှမဆိုင်တော့ပါဘူးကျမကတာမန်စီတယောက်ပဲလေလို့ခက်အေးပဲဖြေလိုက်ပါတယ်ကုမ္ပဏီတစ်ခုလုံးကတော့ဒီလောက်ကြီးမားတဲ့စီမံကိန်းအတွက်အစင်းမြင့်ဘာသာပြန် agency တွေစီက professional ဘာသာပြန်တွေကိုပဲငှားရမ်းလိုက်မယ်လို့ထင်ကြေးပေးနေကြပါတယ်ဒါပေမဲ့မစ္စတာမာတင်တရုတ်နိုင်ငံကိုလာရောက်တဲ့လွန်ခဲ့တဲ့6နှစ်လုံးအမှားယွင်းမရှိဘာသာပြန်ပေးခဲ့သူကတော့ရှမ်းရန်ပဲဖြစ်ပါတယ်။မကြာမီမှာပဲမန်နေဂျာရှောင်းဟာရှမ်းရန်ကိုခေါ်ယူပြီးမစ္စတာမာတင်လာရောက်မဲ့ခီးစဉ်အတွက်ဘာသာပြန်အဖြစ်ဆက်လက်တာဝန်ယူဖို့မောက်မာတဲ့လေတံနဲ့ခိုင်းစေပါတော့တယ်။ရှမ်းရန်ကမန်နေဂျာရှောင်းပြီးခဲ့တဲ့အပတ်ကပဲဘာသာပြန်တာကကျမရဲ့တရားဝင်အလုပ်မဟုတ်ဘူးလို့ပြောခဲ့တယ်မဟုတ်လားလို့ပြန်မေးလိုက်ပါတယ်။မန်နေဂျာရှောင်းကဒါကအထူးကိစ္စလေးဒုကကုမ္ပဏီရဲ့အရေးကြီးဆုံးအဝယ်တော်ပဲလို့စင်ကြေပေးခဲ့ပါတယ်။ရှမ်းရန်ကဒါဆိုရင်ကျမရဲ့ဘာသာပြန်စေးကိုရောပြန်ပေးမှလားလို့ဓာတ်ရိုက်မေးခွန်းထုတ်လိုက်ပါတယ်။မန်နေဂျာရှောင်းကမူဝါဒပြောင်းသွားပြီးမှမင်းတယောက်တည်းအတွက်ကင်းလွတ်ခွင့်ပေးလို့မရဘူးအချိန်ပိုခွင့်ပဲပြန်ပေးမယ်လို့အကွက်စင်ကပြောဆိုခဲ့ပါတယ်။6နှလုံးလုံးစာရွက်စာတမ်းရာပေါင်းများစွာကိုဘာသာပြန်ခဲ့ပြီးစီးပွားရေးဆွေးနွေးပွဲ20မကပါဝင်ခဲ့တာတွေကိုအချိန်ပူခွင့်လေးနဲ့ပဲတန်မှုခက်လိုက်တာကိုရှမ်းရန်သဘောပေါက်လိုက်ပါတယ်။မန်နေဂျာရှောင်း professional ဘာသာပြန် agency တခုကိုပဲငှားလိုက်ပါကျမရဲ့ကင်တစ်စာကမကောင်းပါဘူးလို့ရှမ်းရန်ကပြပြတငင်းဆန်လိုက်ပါတယ်။မန်နေဂျာရှောင်းကရှမ်းရန်မင်းအရောက်မတန်နိုင်လို့ချင်းချောက်လိုက်ပါတယ်။ရှမ်းရန်ကဘာသာပြန်တာကကျမတာဝန်မဟုတ်ဘူးဆိုတာမန်နေဂျာရှောင်းရဲ့စကားအတိုင်းပါပဲလို့အေးဆေးစွာဆိုလိုက်ပါတယ်။မန်နေဂျာရှောင်းကဒေါသထွက်သွားပေမဲ့ဖုံးဖီကသူမကိုရုံးကန်ထဲကနေထွက်သွားခိုင်းပါတော့တယ်။ဒီရောက်တော့လုတ်ဖို့ကင်ဘက်ကသူနင့်ကိုပါခိုင်းတာလဲနင်တကယ်ပဲညှင်းလိုက်တာလားလို့အံ့ဩစွာမေးလိုက်ပါတယ်။ရှမ်းရန်ကသူကမစ္စတာမာတင်လာရင်ဘာသာပြန်ပေးဖို့ခိုင်းတာယွန်တန်900မှာကလို့တန်9ထောင်တန်စီမံကိန်းဖြစ်ပါစေကျမနဲ့မဆိုင်တော့ဘူးလို့ပြက်ဖြေလိုက်ပါတယ်။လုတ်ဖို့ကင်ဘက်ကစောက်လို့ရေးအင်ဂျင်နီယာတီးတန့်ပြင်တစ်ဘာသာပြန်ကိုအေဂျင်စီတွေကလွယ်နဲ့ရှာပေးနိုင်မှာမဟုတ်ဘူးလို့တတိပေးလိုက်ပါတယ်။ရှမ်းရန်ကတော့ဈေးပြန်မရရင်သူမတာဝန်မဟုတ်တော့ကြောင်းထပ်မံပြောဆိုခဲ့ပါတယ်။မွန်းလဲပိုင်းမှာတော့မန်နေဂျာရှောင်းရဲ့ရုံးခန်းထဲကိုလူများစွာဝင်ထွက်နေပြီးဖုံးပြောတံများလည်းပုံမှုကျေလောင်လာခဲ့ပါတယ်။ဘာလို့တင့်တော်တဲ့သူမရှိရတာလဲစောက်လို့ရေးအင်ဂျင်နီယာပြင်တစ်ဘာသာပြန်တယောက်ကိုတမျိုးလုံးမှာရှာမရဘူးလားလို့သူအုံနောက်နေခဲ့ပါတယ်။3ရက်ကိုရွှေရှစ်တောင်းတောင်းတာကတပြားတိုက်တာပဲလာမဲ့ဗုဒ္ဓဦးနေ့မှရမယ်ဟုတ်လားမစ္စတာမာတင်ကအင်္ဂါနေ့ရောက်မှလေလို့စိတ်တူစွာပြောဆိုနေခဲ့ပါတယ်ရှမ်းရန်ကတော့အဲ့ဒါတွေကိုကြားပေမဲ့တူမနဲ့မဆိုင်တယ်လို့အေးဆေးစွာပဲအလုပ်လုပ်နေခဲ့တာပါမန်နေဂျာရှောင်းဘာသာပြန်ရှာမရတဲ့တဲ့င်းဟာချက်ချင်းဆိုသလိုဥက္ကဋ္ဌရှူစီရောက်ရှိသွားခဲ့ပါတော့တယ်ဥက္ကဋ္ဌရှူဟာချက်ချင်းပဲအရေးပေါ်အစည်းအဝေးခေါ်ယူလိုက်ပါတော့တယ်
မစ္စတာမာတင်လာမယ့်အပတ်ရောက်တော့မယ်ဘာသာပြန်တဲ့အခန့်ရေးတဒနာကိုဒီနေ့အပြီးရှင်းရမယ်ရှောင်းအခြေအနေဘလို့လဲလို့ဥက္ကဋ္ဌကစစ်မေးလိုက်ပါတယ်မန်နေဂျာရှောင်းဟာအခြေအနေကိုဖုံးကွယ်ဖို့အတွက်စောင့်လုပ်ရေးဘာသာပြန်တွေစေတနာကြီးလွန်းကြောင်းနဲ့အချိန်မမီကြောင်းစင်ကြေပေးခဲ့ပါတယ်ဒါပေမဲ့ပူကောင်းတဲ့မိန်းကလေးတစ်ယောက်ကိုရှားတွေ့ထားပါတယ်အုပ်ချုပ်ရေးဌာနကိုပြီးခဲ့တဲ့လကမှဝင်ထားတဲ့ဖန်ချင်းမှာသူကပြင်သစ်စီးပွားရေးကျောင်းကမဟာဖွဲရထားသူပါလို့ဥက္ကဋ္ဌကိုမိတ်ဆက်ပေးလိုက်ပါတယ်ထန်ချင်းကအထက်တန်းဆန်ဆန်နဲ့မင်္ဂလာပါကျမပြင်သစ်မှာ3နှစ်နေခဲ့တာမို့စကားပြောဖို့ဘာမှမခက်ခဲပါဘူးစီးပွားရေးဘာသာပြန်လဲလုပ်ဖူးပါတယ်လို့ယုံကြည်ချက်ရှိပြောဆိုခဲ့ပါတယ်ဥက္ကဋ္ဌရှူကဒါဆိုစောက်လို့ရေးအင်ဂျင်နီယာနိပညာဝဟာရတွေကိုရောမင်းနားလေရလားလို့မေးလိုက်ပါတယ်ထန်ချင်းကကျူတင်ပြင်ဆင်ထားပါမယ်လို့မရေမရပြန်ဖြေခဲ့ပါတယ်ဥက္ကဋ္ဌရှူကအရင်ကရှမ်းရံလုံးနေတာမဟုတ်ဘူးလားသူမက6နှလုံးလုံးလာတာမို့ပြင်သစ်ဘက်အခြေအနေကိုအတိဆုံးပဲလေလို့တတိပေးလိုက်ပါတယ်မန်နေဂျာရှောင်းကတော့ရှမ်းရံဟာစီးရင်မှုဘာသာပြန်တာတူတာဝန်မဟုတ်ဘူးလို့ညှင်းဆိုခဲ့ပါတယ်မန်နေဂျာရှောင်းကဖန်ချင်းကပြင်သစ်ပြန်ဖြစ်လို့ရှမ်းရံထက်ပူမူ professional ဆန်ပါတယ်လို့ဇလန့်စင်ခဲ့ပါတယ်ဥက္ကဋ္ဌရှူကရှမ်းရံမင်းပါပြောချင်လဲလို့မေးတဲ့အခါရှမ်းရံကတင်းငင်းစွာမတ်တက်ရက်လိုက်ပြီးမန်နေဂျာရှောင်းပြောတာမှန်ပါတယ်ဘာသာပြန်တာကကျမတာဝန်မဟုတ်ပါဘူးအရင်ကကုမ္ပဏီလိုအဲ့လိုမငင်းပဲလုပ်ပေးခဲ့တာပါအခုမန်နေဂျာရှောင်းအစီအစဉ်အသစ်လုပ်ထားပြီးဖန်ချင်းကပြင်သစ်မှာ3နှစ်နေခဲ့တာမို့ပူ professional ဆန်ပါပါလို့ထောက်ခံပေးလိုက်ပါတယ်ဥက္ကဋ္ဌရှူကဖန်ချင်းကိုကေစင်ခိုင်းပြီးရှမ်းရံကိုစာရွက်စာတမ်းတွေကူညီပေးဖို့ညွှန်ကြားလိုက်ပါတယ်အစည်းအဝေးအပြီးမှာဖန်ချင်းဟာရှမ်းရံစီရောက်လာပြီးဘာသာပြန်စာရွက်စာတမ်းတွေကိုမြန်စီစဉ်ပေးပါအမြန်ကြည့်ချင်လို့ပါလို့ယဉ်ကျေးချင်ဟန်ဆောင်ကပြောလိုက်ပါတယ်ဒါပေမဲ့သူမရဲ့မျက်လုံးထဲမှာတော့ရှမ်းရံပေါ်အထက်စီးကကြည့်တဲ့အမှုရာတွေပြည့်ပါပဲရှမ်းရံကဒီနေ့မိုးလွယ်ပိုင်းရလိမ့်မယ်လို့ခက်အေးပဲပြန်ဖြေလိုက်ပါတယ်ဖန်ချင်းကရှမ်းရံစိတ်မကောင်းမဖြစ်ပါနဲ့နေ့အလုပ်ကိုလူတာမဟုတ်ပါဘူးစီတယောက်အနေနဲ့ဘာသာပြန်မှာလုပ်နေရတာအလုပ်ပိုလွန်းလို့မန်နေဂျာရှောင်းကငါ့ကူခိုင်းတာပါလို့ပြောခဲ့ပါတယ်ရှမ်းရံကဖန်ချင်းကိုကြည့်ပြီးနင်းပြင်းတစ်ပါတာအမျိုးသားအဆင့်ရှိအောင်လက်မှတ်ရောရှိလားလူမိလိုက်ပါတယ်ဖန်ချင်းကငါကစီးပွားရေးကျောင်းကပွဲရတာအဲ့ဒါတွေမဖြေဘူးလို့ခက်မှပြန်ဖြေပါတယ်ရှမ်းရံကဒါဆိုကတိအမျိုးသားဘာသာပြန်မျိုးစားအောင်လက်မှတ်ရောရှိလားလို့ဆက်မေးပါတယ်ဖန်ချင်းကစီးပွားရေးဘာသာပြန်လုပ်တာမို့အဲ့ဒါတွေမလိုဘူးလို့အကြောင်းပြခဲ့ပါတယ်ရှမ်းရံကမစ္စတာမာတင်ရောက်လာတာနိပညာပူးပေါင်းဆောင်ရွက်ဖို့ပါနိပညာဆိုင်ရာဝေါ်ဟာရအသုံးအနှုန်းတွေအများကြီးပါတယ်လို့တတိပေးလိုက်ပါတယ်ဖန်ချင်းကတော့မန်နေဂျာရှောင်းဘာမှမပြောရင်နင်းမလို့အပ်ပဲဆရာမလုပ်မနေနဲ့လို့ဒေါသကြီးပြောဆိုခဲ့ပါတယ်ရှမ်းရံကအခြေခံဝေါ်ဟာရတွေတောင်မသိရင်ယုံကြည်မှုရမှာမဟုတ်ဘူးတေချာပြင်ဆင်ထားတာပိုကောင်းလိမ့်မယ်လို့တည်ငြိမ်စွာတတိပေးခဲ့ပါတယ်ထန်ချင်းဟာစာရွက်ကိုလက်ထဲမှာလင်းကြည့်ရင်ဒေါသတကြီးခတ်သွားခဲ့ပါတယ်။မိုးလဲပိုင်းမှာတော့ရှမ်းရံဟာ6နှလုံးလုံးစုဆောင်းထားခဲ့တဲ့ဘာသာပြန်မှတ်တမ်းမိတူတွေကိုဖန်ချင်းစီလွှဲပေးလိုက်ပါတယ်။မူရင်းတွေကိုတော့သူမရဲ့စပွဲအန်ဆွဲထဲမှာတေချာတုတ်ခတ်သိမ်းဆည်းလိုက်ပါတယ်။စာရွက်စာတမ်းတွေကိုရရှိပြီးနောက်ဖန်ချင်းဟာသူမရဲ့စပွဲမှာတမွန်းလွယ်လုံးအလုံးရှုံနေခဲ့ပါတယ်။6နှစ်စာပြင်သစ်ဆောက်လုပ်ရေးဝေါ်ဟာရအတုံးနှုံးမကြာခဏ3လေးရှိတာတင်300ကျော်ရှိပါတယ်။ဝေါ်ဟာရတစ်ခုစီရဲ့နောက်မှာမစ္စတာမာတင်ပြောတတ်တဲ့အလေးထားတွေပါရေးသားထားတာဖြစ်ပါတယ်။ဒါဟာစကလုံးကျက်ယုံနဲ့ဖြည့်ရှင်းလို့ရတဲ့အရာမဟုတ်ပါဘူး။ထန်ချင်းဟာနိပညာဝေါ်ဟာရတွေများလုံးလို့စိတ်တူလာပြီးမန်နေဂျာရှောင်းစီတွားရောက်တိုင်ကြားခဲ့ပါတယ်။မန်နေဂျာရှောင်းကပြင်သစ်မှာ3နှစ်နေခဲ့ပြီးဒီလောက်နိပညာစကလုံးတွေကိုမသိဘူးလားလို့အော်ဟောက်နေခဲ့ပါတယ်။ဖန်ချင်းကစီးပွားရေးကျောင်းတက်ခဲ့တာမို့စောက်လို့ရေးမသိဘူးလို့တုံရင်ပြန်ဖြေခဲ့ပါတယ်။နင်ပြင်သစ်စာပြဿနာမရှိဘူးဆိုလို့ငါတာဝန်ပေးတာအခုမှဘာလို့လာပြောတာလဲလို့မန်နေဂျာရှောင်းကဒေါသတကြီးပြောလိုက်ပြီးဖန်ချင်းကိုမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာဒုဖို့ကင်ဖက်လောင်ကျန်းရောက်လာပြီးဖန်ချင်းရဲ့ပြင်သစ်စာကဘာမှမဟုတ်ဘူးနင်ကူညီနိုင်တယ်မဟုတ်လားလို့ရှမ်းရံစီမေးမြန်းခဲ့ပါတယ်။ရှမ်းရံကတော့တာဝန်မဟုတ်လို့ဝင်မပါခြင်းကြောင့်အေးဆေးစွာဖြေလိုက်ပါတယ်။နောင်ကျန်းကဒီတစ်ခေါက်စီမံကိန်းကနိပညာစာချုပ်ပဲစာမျက်နှာ80ပါတဲ့နောက်ဆက်တွဲကိုဖန်ချင်းဘာသာပြန်ရင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတော့ရှမ်းရံကဒီကိစ္စကျမနဲ့မဆိုင်ဘူးမန်နေဂျာရှောင်းနဲ့တွားပြောပါလို့ပြောလိုက်ပါတယ်နောင်ကျန်းကတွားပြောပြီးဖန်ချင်းလုံနိုင်တယ်လို့ပဲပြောတာလို့ဒေါသတကြီးပြောဆိုပြီးရှမ်းရံနင်ပြောင်းလဲတွားပြီးလို့စိတ်ထဲစွာပြောလိုက်ပါတယ်ရှမ်းရံကကျမမပြောင်းလဲပါဘူးလူတယောက်ကကျမရဲ့အလုပ်တွေကိုအထိပ္ပယ်မရှိဘူးလို့ပြောလိုက်လို့ပါလို့နာကြီးစွာတုံ့ပြန်ခဲ့ပါတယ်တကယ်တော့ရှမ်းရံမှာဘယ်သူမှမသိသေးတဲ့ဘာသာစကားဆိုင်ရာအောင်လက်မှတ်ပေါင်းများစွာရှိနေတာဖြစ်ပါတယ်။ပြင်သစ်စာအဆင့်ရှိရရှိထားသူဖြစ်ပြီးကတိအဆင့်တစ်အနက်ပြန်နဲ့အလူပြန်အောင်လက်မှတ်တွေကိုလည်းတနိုင်ငံလုံးမှာအမှတ်အများဆုံးနဲ့ရရှိထားသူပါ။ဒါအပြင်သူမဟာ AIC ရဲ့6နှစ်တာတရားဝင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။
ဒီအောင်လက်မှတ်တွေကိုကုမ္ပဏီထဲမှာဘယ်သူမှမသိကြသလိုဘယ်သူမှလည်းစိတ်မဝင်စားခဲ့ကြပါဘူး။ကင်သစ်စာဖြင့်ဂျာမန်ဂျပန်အာရပ်အပါအဝင်ဘာသာစကား10မျိုးကျော်ကိုကျွမ်းကျင်စွာပြောဆိုနိုင်သူလည်းဖြစ်ပါတယ်။တောက်ကြနေရောက်လာခဲ့ပြီးမှမစ္စတာမာတင်ရောက်လာဖို့4ရက်ပဲလိုပါတော့တယ်။ဖန်ချင်းရဲ့စိတ်သက်တွေဟာစတင်ပြိုလဲနေပြီဖြစ်ပါတယ်။ဖန်ချင်းဟာနီးပညာစကားလုံးတွေကိုအပြီးတန်ထဲမှာကြည်ယုံနဲ့မရနိုင်မှအခုမှသဘောပေါက်လာတာပါ။ဘာသာပြန်ဆိုတာအဓိပ္ပာယ်ကိုတိကျနားလည်ထားမှတိကျစွာပြန်ဆိုနိုင်တာဖြစ်ပါတယ်။ဖန်ချင်းဟာမဖြစ်နိုင်တော့တဲ့အစုံရှမ်းရံစီရောက်လာပြီးဤပညာဆိုင်ရာအသုံးအနှုန်းအချို့ကိုလာရောက်မေးမြန်းခဲ့ပါတော့တယ်ရှမ်းရံဒီအသုံးအနှုန်းကဘာကိုဆိုလို့တာလဲအပိဒံထဲမှာနှစ်မျိုးပြနေလို့ဖန်ချင်းကမရေတရေမေးလိုက်ပါတယ်ရှမ်းရံကနှစ်မျိုးလုံးမှန်တဲ့အခြေအနေပေါ်မူတည်ပြီးမစ္စတာမာတင်ပြောလို့ရှိတဲ့အတူကောက်စကလုံးအတိုင်းပြန်ရမယ်လို့ရှင်းပြခဲ့ပါတယ်နေဝဟာရတဲ့မကဘူးမာတင်ရဲ့အလေးထားကိုပါကြက်ထားရမယ်သူကအစည်းအဝေးမှာတောင်ကဲလုံးထုတ်တတ်တဲ့နင်းမလေးလာထားရင်အခက်တွေ့လိမ့်မယ်လို့တတိပေးလိုက်ပါတယ်မန်နေဂျာရှောင်းစီသွားပြီးအမှန်တိုင်းပြောဖို့လည်းအကြံပေးခဲ့ပါတယ်ဒါပေမဲ့ဖန်ချင်းကငါအကဲဖြတ်အမတ်တွေကိုမထိခိုက်ချင်ဘူးနင်းမတင်ပေးချင်တယ်ရတယ်နာမှာအခြားလေးလာနိုင်တဲ့နီလန်းတွေအများကြီးရှိတယ်ဆီယာမလာမလုံးနဲ့လို့ဒေါသတကြီးပြောပြီးထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်လုတ်ဖို့ကင်ဖက်ကရှမ်းရံနဲ့စကားပြောတာပြင်းထန်လုံးနဲ့လို့ပြောတဲ့အခါရှမ်းရံကကျမမပြေးပါဘူးသူမခံစားနေရတာကိုကျမသိတယ်လို့ခံထိပါတယ်လွန်ခဲ့တဲ့6နှစ်ကမစ္စတာမာတင်နဲ့ပထမဆုံးတွေ့တုန်းကကျမလည်းမအိတ်ခဲရဘူးဒါပေမဲ့လေးနှလုံးလုံးအောင်လက်မှတ်တွေရအောင်ကြိုးစားခဲ့ရတာလို့ပြောပြခဲ့ပါတယ်လူဖို့ကင်ဘက်ကနင်ဒီလောက်အရေးချင်းရှိတာကိုဘာလို့ဖုံးကွယ်ထားတာလဲမန်နေဂျာရှောင်းတဲ့ဖန်ချင်းကိုပညာပြလိုက်ပါလားလို့တိုက်တွန်းခဲ့ပါတယ်ရှမ်းရံကတော့ကျမအခုအလုပ်ပဲလုပ်ချင်တဲ့ပြဿနာမရှာချင်ဘူးလို့အေးဆေးစွာဖြေလိုက်ပါတယ်ဒီနေ့ညမှာတော့ကင်တစ် MVP အုပ်စုဒူဥက္ကဋ္ဌမစ္စတာမာတင်လေစိတ်ကိုရောက်ရှိလာပါတော့တယ်မန်နေဂျာရှောင်းကဝန်ထမ်းအားလုံးကိုကောက်မွန်စွာဝစ်စားစင်ရင်ခိုင်းပြီးဖန်ချင်းကိုကျူးစိုးလွှာဖတ်ခိုင်းဖို့ပြင်ဆင်ခဲ့ပါတယ်ရှမ်းရံကတော့မင်းလာစရာမလိုဘူးမစ္စတာမာတင်မင်းကိုမမှတ်မိတော့ပါဘူးမလိုအပ်ပဲရှိမထွက်နဲ့လို့အမိန့်ပေးခဲ့ပါတယ်မန်နေဂျာရှောင်းဟာရှမ်းရံကိုဖုံးကွယ်ထားဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်ရှမ်းရံကတော့အေးဆေးစွာပဲရုံးမှာကြံခဲ့ပြီးမန်နေဂျာရှောင်းဘလို့ဖုံးကွယ်မလဲဆိုတာကြည့်နေခဲ့ပါတော့တယ်မကြမီမှာပဲလေးစိတ်မှာဖန်ချင်းအကြီးအကျယ်အမှားလုပ်လိုက်တယ်ဆိုတဲ့သတင်းရောက်ရှိလာခဲ့ပါတယ်မစ္စတာမာတင်လေရင်ဘော်ကဆင်းလာတဲ့အခါပထမဆုံးမေးလိုက်တာကရှမ်းရံရောဘယ်မှာလဲဆိုတဲ့ပြင်းတစ်မေးခွန်းဖြစ်ပါတယ်ဒါပေမဲ့ဖန်ချင်းကနားမလဲပဲကျူးဆိုပါတယ်မစ္စတာမာတင်လို့လွဲမှားစွာပြန်လည်ဖြေကြားခဲ့တာပါကျူးဆိုလောကိုဖတ်ခိုင်းတဲ့အခါမှာလဲဖန်ချင်းဟာစာကြောင်း၃ကြောင်းအောက်ပဲဖတ်နိုင်ပြီးစကားထိထိဖြစ်ကရက်တန်သွားခဲ့ပါတယ်မစ္စတာမာတင်ရဲ့အကူကအရင်ကဘာသာပြန်ပေးတဲ့မင်းကလေးရောလို့မေးတဲ့အခါမန်နေဂျာရှောင်းကရှမ်းရံဟာခွင့်ယူထားပါတယ်လို့လိမ်ညာလိုက်ပါတယ်မစ္စတာမာတင်ဟာမျက်နှာပြတ်သွားပြီးတလက်လုံးဘာမှမပြောတော့ပဲနှုတ်ဆက်သွားခဲ့ပါတော့တယ်နောက်တစ်နေ့မနက်မှာတော့မန်နေဂျာရှောင်းဟာရှမ်းရံစီရောက်လာပြီးမနက်ဖြန်အစည်းအဝေးပွဲကိုအခုဘာသာပြန်အဖြစ်တက်ရောက်ဖို့ပြောဆိုလာပါတယ်ရှမ်းရံကတရားဝင်အမိန့်စာပေးပါဦးလို့တောင်းဆိုခဲ့ရမန်နေဂျာရှောင်းကမချေမနှက်နဲ့ပေးခဲ့ရပါတယ်။မင်းကအကူပဲမလိုအပ်ရင်ပါဆက်ပိတ်ထားမစ္စတာမာတင်ရှေ့မှာမျက်နှာမပြနဲ့လို့မန်နေဂျာရှောင်းကချင်းချောက်ခဲ့ပါသေးတယ်။မနက်ပိုင်းအစည်းအဝေးခန်းမထဲမှာဖန်ချင်းဟာမစ္စတာမာတင်ကိုတွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့မစ္စတာမာတင်ကသူမကိုချီပြီးဒေါသတကြီးနဲ့ငါအရင်ကဘာသာပြန်ပေးတဲ့မိန်းကလေးကိုပဲအလိုရှိတယ်နင်တို့ဒီလောက်အရေးကြီးတဲ့စီမံကိန်းအတွက်ဘာမှမသိတဲ့သူနဲ့လာလဲစားနေတာလားလို့မစ္စတာမာတင်ကပြင်းတစ်လို့အော်ဟောက်လိုက်ပါတယ်ဥက္ကဋ္ဌရှူကထိတ်လန့်စွာနဲ့မစ္စတာမာတင်ကပူးပေါင်းဆောင်ရွက်မှုကိုဖျက်သိမ်းချင်နေတယ်လို့ထင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရှမ်းရံဟာရှေ့ကိုထွက်လာခဲ့ပြီးကင်တစ်လိုတင်းငင်းစွာစကားပြောလိုက်ပါတယ်မစ္စတာမာတင်ဟာရှမ်းရံကိုမြင်လိုက်ရတာနဲ့တပြိုင်နက်ဒေါသတွေပြေလျော့သွားပြီးငါရဲ့အယုံကြည်ရဆုံးမိတ်ဆွေကြီးနေရှိနေတာကိုလူဝမ်းသာအားရပြောဆိုလိုက်ပါတော့တယ်ရှမ်းရံကမစ္စတာမာတင်ပြောသမျှကိုဥက္ကဋ္ဌရှူးစီအပြုသဘောဆောင်ဘာသာပြန်ပေးခဲ့ပါတယ်မစ္စတာမာတင်ဟာတရုတ်စကားနည်းနည်းနားလဲတာကြောင့်ရှမ်းရံအမှန်တိုင်းမပြန်တာကိုသိပေမဲ့သူမကိုအားနာပြီးဘာမှမပြောခဲ့ပါဘူးထို့နောက်ကုမ္ပဏီပြခန်းအတွင်းလှည့်လည်ကြည့်ရှုစဉ်ဖန်ချင်းကပြသထားတဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရှင်းပြဖို့ကြိုးစားခဲ့ပါတယ်မစ္စတာမာတင်ကဒီဆောက်လုပ်ရေးအစိပ်ပိုင်းတွေအခြေဆက်မှုနည်းပညာမှာနလင်းတန်းခံနိုင်ရေးဘယ်လောက်ရှိလဲလို့ကင်းတစ်လို့ခက်ခက်ခဲခဲမေးမြန်းလိုက်ပါတယ်။ဖန်ချင်းဟာပါဇက်အဟောင်းသားဖြစ်သွားပြီးစကားတစ်လုံးမှမပြောနိုင်တော့ပါဘူး။ဖန်ချင်းဟာစကားလုံးတွေကိုသိပေမဲ့နည်းပညာဆိုင်ရာအခြေအနေနဲ့ပေါင်းဆက်ပြီးစကားမပြောနိုင်ခဲ့တာဖြစ်ပါတယ်။ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီးဥက္ကဋ္ဌရှူကဖန်ချင်းကိုစိတ်ပြက်စွာကြည့်လိုက်ပါတယ်။မန်နေဂျာရှောင်းရဲ့နဖူးမှာလည်းထရီပေါက်တွေကျလာခဲ့ပါတယ်။ရှမ်းရံကတော့အကူခေရက်နေခဲ့ပြီးဖန်ချင်းကအကူနီမတောင်းတာကြောင့်ငြိမ်နေခဲ့ပါတယ်။ဥက္ကဋ္ဌရှူကအခြေအနေကိုသဘောပေါက်သွားပြီးရှမ်းရံမင်းဖြေပေးလိုက်ပါလို့ဓာတ်ရိုက်မိန့်ကြားလိုက်ပါတော့တယ်
ရှမ်းရန်ဟာရှေ့ကိုတိုးလိုက်ပြီးနီးပညာဆိုင်ရာအချက်လက်များကိုကင်တစ်လိုရေးရေးလဲလဲပြန်လဲရှင်းပြပေးလိုက်ပါတယ်။ရှမ်းရန်ရဲ့တိကျတဲ့ရှင်းပြချက်တွေကြောင့်မစ္စတာမာတင်ဟာကျေနပ်စွာခေါင်းငင်းလိုက်ပါတယ်။အဲ့ဒီနောက်နီးပညာဆိုင်ရာမေကွန်း၃ခုကိုစက်တိုက်မင်းမြန်းခဲ့ရာရှမ်းရန်ကတစ်ချက်မှမဆိုင်တော့ပဲတိကျစွာပြန်လဲဖြေကြားခဲ့ပါတယ်။ဥက္ကဋ္ဌရှုဟာအလွန်ကျေနပ်သွားပြီးမွန်းလွဲပိုင်းနီးပညာစည်းဝေးမှာရှမ်းရန်ကိုပဲအဓိကဘာသာပြန်ဖြစ်တာဝန်ပေးတယ်လို့ကြေညာလိုက်ပါတယ်။မန်နေဂျာရှောင်းကရှမ်းရန်စီရောက်လာပြီးဥက္ကဋ္ဌပြောရုံနဲ့မင်းထိမရမလုံးနဲ့မင်းကအုပ်ချုပ်ရေးစရေးပဲလို့ချင်းချောက်ခဲ့ပါသေးတယ်။မွန်းလွဲ2နာရီမှာတော့နိပညာဆိုင်ရာဆွေးနွေးပွဲကိုအစည်းအဝေးခန်းပါထဲမှာစတင်ခဲ့ပါတယ်။ဖန်ချင်းကတော့အစည်းအဝေးခန်းပါထဲကိုရောက်မလာတော့ပါဘူး။ရှမ်းရန်ဟာစာမျက်နှာ80ပါတဲ့ပြင်သစ်ဘာသာနိပညာနောက်ဆက်တွဲစာချုပ်ကိုစတင်ဘာသာပြန်ပေးခဲ့ပါတယ်။အရင်မူပွဲ၅ခုလုံးကိုဒူမာပဲဘာသာပြန်ခဲ့တာမို့ဒီနောက်ဆက်တွဲဟာဒူမာအတွက်ဘာမှမခက်ခဲခဲ့ပါဘူး။မစ္စတာမာတင်ကနိပညာခ12%တောင်းဆိုခဲ့ပေမဲ့ရှမ်းရန်ရဲ့ကျွမ်းကျင်စွာညှိနှိုင်းပေးမှုကြောင့်9%နဲ့အပိသက်သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ဒီညှိနှိုင်းမှုကြောင့်ဝါရှန်ကုမ္ပဏီအတွက်ယွန်တန်း30မကတက်တာသွားခဲ့ပါတော့တယ်။အစည်းအဝေးခဏနားချိန်မှာဥက္ကဋ္ဌရှူဟာရှမ်းရန်စီရောက်လာပြီးမင်းရဲ့နားလည်မှုက project ဌာနထက်တောင်ပူနဲ့ဆိုင်နဲ့အရင်ကရောဒီလိုပဲကူညီပေးခဲ့တာလားလို့မိလိုက်ပါတယ်ရှမ်းရန်ကဟုတ်ပါတယ်6နှလုံးလုံးကျမဘာသာပြန်ပေးခဲ့တာပါလို့အေးဆေးစွာဖြေလိုက်ပါတယ်ဥက္ကဋ္ဌရှုကမင်းဘာသာပြန်ပေးခဲ့လို့ကုမ္ပဏီကယွန်တန်း30မကတက်တာခဲ့တာကိုမင်းရဲ့ဈေးယွန်း2000ကိုဖျက်လိုက်တာငါတကယ်မသိခဲ့ဘူးလို့ဝမ်းနဲစွာပြောဆိုခဲ့ပါတယ်ရှမ်းရန်ကရပါတယ်ဥက္ကဋ္ဌမန်နေဂျာရှောင်းကစီးမြင့်တိုင်းလုပ်တာပါလို့ခပ်ပြုံးပြုံးလေးတုတ်ပြန်ခဲ့ပါတယ်မွန်လွယ်ပိုင်းဆွေးနွေးပွဲမှာရှမ်းရန်ဟာစကလုံးပေါင်း2000ကျော်နဲ့အငင်းပွားပွဲအချက်19ချက်ကိုအမှားယွင်းမရှိအောင်မြင်စွာဘာသာပြန်ပေးခဲ့ပါတယ်။မစ္စတာမာတင်ကရှမ်းရန်နင်ကမာကြုံဘူးသမျှအတော်ဆုံးဘာသာပြန်မဲလို့အချိန်ချင်းချီးကျူးခဲ့ပါတယ်။မစ္စတာမာတင်ကမနက်ဖြန်စာချုပ်ချုပ်ဆိုပွဲမှာရှမ်းရန်ပါဝင်ရမည်ဖြစ်ပြီးစာချုပ်ထဲမှာဒူမအားတူးတဲ့သောတာဝန်ခံဘာသာပြန်အဖြစ်ထည့်သွင်းပြီးရန်ပါတောင်းဆိုခဲ့ပါတော့တယ်။နောက်တစ်နေ့မနက်မှာတော့ဥက္ကဋ္ဌရှူဟာရှမ်းရန်မင်း6နှလုံးလုံးဘာသာပြန်ပေးခဲ့လို့ကုမ္ပဏီအတွက်ယွမ်တန်း30မကအကျိုးမြတ်ရခဲ့တဲ့ဒါဘူးငါအခုမှသိရတာကုမ္ပဏီရဲ့အမှားပါလို့ဝန်ခံခဲ့ပါတယ်။အဲဒီနောက်ဖန်ချင်းရဲ့စာရွက်စာတမ်းတွေကိုစစ်ဆေးပြီးဒူမဟာပြင်သစ်မှာ6လကြောင်းတက်ခဲ့ပူပြီးမဟာပွဲမရှိကြောင်းမန်နေဂျာရှောင်းကမစစ်ဆေးပဲယာတူးပြီးခဲ့ကြောင်းဖော်ထုတ်ပြောဆိုလိုက်ပါတယ်။ဥက္ကဋ္ဌရှုဟာရှမ်းရန်ကိုစာချုပ်တစ်ခုကမ်းပေးပြီးဒီစာချုပ်မှာမင်းနာမည်ပါသွားရင်မင်းစရေးမဟုတ်တော့ဘူးငါတို့ကုမ္ပဏီရဲ့အဓိကပြင်သစ်ဘာသာပြန်ဖြစ်သွားပြီးတေချာစဉ်းစားပါလို့ဥက္ကဋ္ဌကပြောလိုက်ပါတယ်ရှမ်းရန်ကကျမ6နှလုံးလုံးရှင်းရှင်းလင်းလင်းသိပါတယ်ဘယ်သူမှကျမကိုမမေးခဲ့တာပါလို့ပြန်ဖြေခဲ့ပါတယ်စာချုပ်ချုပ်ဆိုပွဲအစည်းအဝေးခန်းပါထဲမှာရှမ်းရန်ဟာဥက္ကဋ္ဌရှူရဲ့ဘေးမှာဂုံတိတ်ခါရှိစွာထိုင်လိုက်ပါတယ်မန်နေဂျာရှောင်းကတော့တောင်စုံမှာတိတ်ဆိတ်စွာထိုင်နေခဲ့ရတာပါစာချုပ်ပါအချက်လက်များကိုအပြည့်အလန့်အတီးပြုပြီးနောက်စာချုပ်ပေါ်မှာအပြည့်အလန့်လက်မှတ်ရေးထိုးလိုက်ကြပါတယ်မစ္စတာမာတင်ကရှမ်းရန်ဟာတာမန်ဘာသာပြန်မဟုတ်ဘူးကျွန်တော်တို့နှစ်ဦးကြကတရားတစင်းပဲတူမမပါရင်စာချုပ်ပြည့်ပြည့်မဲလို့အပြည့်ပြောဆိုခဲ့ပါတယ်စာချုပ်ချုပ်ဆိုပြီးနောက်မစ္စတာမာတင်ကရှမ်းရန်လွန်ခဲ့တဲ့6နှစ်ကဝါရှန်ဆောက်လုပ်ရေးကိုငါစီထောက်ခံစာရေးခဲ့တာနင်မဟုတ်လားလို့မေးလိုက်ပါတယ်အစည်းအဝေးခန်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီးမန်နေဂျာရှောင်းကလည်းအံ့အားသင့်သွားခဲ့ပါတယ်ရှမ်းရန်ကပြုံးလိုက်ရင်ဟုတ်ပါတယ်မစ္စတာမာတင်လွန်ခဲ့တဲ့6နှစ်ကကျမအလုပ်တင်အဖြစ်စုံဝင်ချိန်မှာဝါရှန်ကအဆင့်900မှာပဲရှိနေခဲ့တာပါလို့ဝန်ခံလိုက်ပါတယ်ဒါကြောင့်ကုမ္ပဏီရဲ့အားသာချက်တွေကိုကင်တစ်လိုရေးပြီးရှင်းစီပို့ခဲ့တာပါလို့ရှင်းပြခဲ့ပါတယ်မစ္စတာမာတင်ကအဲ့ဒီထောက်ခံစာကြောင့်သာငါဒီကုမ္ပဏီကိုရောက်လာခဲ့တာနေဟာဝါရှန်ကုမ္ပဏီရဲ့အကြီးမားဆုံးကျေးဇူးရှင်ပဲလို့ချီးကျူးလိုက်ပါတယ်မန်နေဂျာရှောင်းကနေအထက်ကိုမတိုင်ပင်ပဲခွင့်ပြုချက်မရှိခင်းချင်းခဲ့တာတာဝန်မရှိဘူးလို့အော်ဟောက်လိုက်ပါတယ်ဥက္ကဋ္ဌရှူကမန်နေဂျာရှောင်းပါဆက်ပိတ်ထားဆန်းလို့ဒေါသတကြီးတားဆီးလိုက်ပါတယ်ရှမ်းရန်က6နှလုံးလုံးကုမ္ပဏီအတွက်ယွန်းတမခွန်ဘီလီယံတန်စာချုပ်တွေရအောင်လုပ်ပေးခဲ့ပေမဲ့ဘာမှထုတ်မပြောခဲ့တာအတုံးမကျလို့မဟုတ်ပါဘူးမလိုအပ်လို့ပါလို့နာကြီးစွာပြောလိုက်ပါတယ်ဥက္ကဋ္ဌရှူကမွန်းလွဲပိုင်းမှာအထူးစည်းဝေးခေါ်ပြီးယာရုကိစ္စနဲ့ဝန်ထမ်းရေးကိုရှင်းမယ်လို့ကြေညာလိုက်ပါတယ်မန်နေဂျာရှောင်းကရှင်းပြချင်ပါသေးတယ်လို့စင်ကြေပေးခဲ့ပေမဲ့ဥက္ကဋ္ဌကဂရုမစိုက်ခဲ့ပါဘူးမွန်းလွဲပိုင်းအထူးစည်းဝေးပွဲမှာဥက္ကဋ္ဌရှူကရှမ်းရန်ရဲ့ယာရုကိုတိုးမြင့်ပေးဖို့စတင်ဆွေးနွေးခဲ့ပါတယ်မန်နေဂျာရှောင်းကရှမ်းရန်ဟာခွင့်ပြုချက်မရှိဘဲစာရေးခဲ့တာလုံထုံးလုံနည်းမှာပါတယ်မစ္စတာမာတင်နဲ့ပူးပေါင်းပြီးကုမ္ပဏီကိုချင်းချောက်နေတာပါလို့မဟုတ်မမှန်ဆွဆွဲခဲ့ပါတယ်ရှမ်းရန်ကမတ်တက်ရက်လိုက်ပြီးမန်နေဂျာရှောင်းကျမအများသုံးအီးမေးလ်ကနေပို့ခဲ့တာပါကုမ္ပဏီနာမည်ကိုအလွဲသုံးစားမလုပ်ခဲ့ပါဘူးမစ္စတာမာတင်ကသူ့စိတ်နဲ့သူကျမကိုရွေးတာပါလို့တီးကြစွာပြန်လဲချေပလိုက်ပါတယ်
ကျမအရေးချင်းနဲ့ကျမရက်တီတာပါမန်နေဂျာရှောင်းလို့အတူရောင်စာရွက်စာတမ်းနဲ့လူကိုတုံးပြီးကစားတာမဟုတ်ပါဘူးလို့ပြပြတတ်တဆူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအခုဝန်ထမ်းတယောက်အစည်းအဝေးခန်းပါတဲ့အရေးပေါ်ပြေးဝင်လာပါတော့တယ်။ဥက္ကဋ္ဌမစ္စတာမာတင်ကစာချုပ်ပါနီးပညာချက်လက်အမတ်တစ်ခုကိုတွေ့သွားလို့စာချုပ်ခဲ့မယ်လို့ပြောနေပါတယ်လို့သတင်းပို့လိုက်ပါတယ်။မစ္စတာမာတင်ဟာစာချုပ်ပါတန်ကူကွန်ကရစ်အရှိချက်လက်35တီဖြစ်နေပြီးစောက်လို့ရေးဆိုင်မှာ28တီဖြစ်နေတာကိုတွေ့သွားတာပါ။ရှမ်းရန်ဟာအင်ဂျင်နီယာဌာနစီချက်ချင်းစစ်ဆေးခဲ့ရလွန်ခဲ့တဲ့3လကဒီဇိုင်းပြောင်းလဲချက်ကိုဖန်ချင်းကပြင်သစ်ဘာသာမပြန်ပေးခဲ့မှဖော်ထုတ်လိုက်ပါတယ်။ရှမ်းရန်ကမစ္စတာမာတင်ကိုမိနစ်30ချိန်တောင်းပြီးအမားကိုတိကျစွာပြန်လည်ပြင်ဆင်ပေးခဲ့ရာမစ္စတာမာတင်ဟာကျေနပ်သွားခဲ့ပါတယ်။အမားကိုပြင်ဆင်ပြီးနောက်မစ္စတာမာတင်ကရှမ်းရန်ကစာရေးတယောက်မဟုတ်တော့ပါဘူး။နေမပါရင်ဒီစီမံကိန်းပြတ်မှာပါလို့အပြည့်ပြောဆိုခဲ့ပါတယ်။အစည်းအဝေးပွဲပြန်စတဲ့အခါဥက္ကဋ္ဌရှူဟာမန်နေဂျာရှောင်းနဲ့ဖန်ချင်းတို့ရဲ့ပြစ်မှုများကိုတရားဝင်ကြေညာလိုက်ပါတော့တယ်။ဖန်ချင်းကိုအတူအယောင်ပွဲလက်မှတ်အသုံးပြုမှုနဲ့ကုမ္ပဏီကိုနစ်နာစေမှုတို့နဲ့အလုတ်ကချက်ချင်းထုတ်ပယ်လိုက်ပါတယ်။မန်နေဂျာရှောင်းကိုလည်းတာဝန်ပေါ်ဆမှုကိုကျိုးရှာမှုတို့နဲ့ယာရုကရှော့ချကအစစ်နှိမ်ဝန်ထမ်းအဖြစ်ပြောင်းရွှေ့လိုက်ပါတော့တယ်။မစ္စတာမာတင်ဟာရှမ်းရန်ရဲ့ရည်တည်ချက်နဲ့အရေးချင်းကိုအပြည့်အဝအတိမတ်ပြုရင်းဝါရှန်ကုမ္ပဏီကနေထွက်เสียမလို့ပဲတရုတ်နိုင်ငံဆိုင်ရာအထူးကြံပေးအဖြစ်တစ်နှစ်ကိုရွှေရှိသိန်းနဲ့ကမ်းလှမ်းလိုက်ပါတယ်။ဒါရင်မကသေးပဲရှမ်းရန်လှုပ်ဝက်ဖွင့်ထားတဲ့ရန်6ဘာသာပြန်စတူဒီယိုအကြောင်းကိုပါမစ္စတာမာတင်ကသိနေခဲ့တာပါ။သူကစတူဒီယိုကိုပိတ်မပစ်ပဲပိုကြီးအောင်ချဲ့ထွင်ဖို့တိုက်တွန်းခဲ့ပြီးလွန်ခဲ့တဲ့6နှစ်ကနင်းထောက်ခံစာကြောင့်ငါဝါရှန်နဲ့လက်တွဲခဲ့ရတယ်လို့အခုလေတကဘာလုံးကရှမ်းရန်ကိုတီးသွားအောင်ငါကထောက်ခံစာရေးပေးခြင်းနဲ့လို့လေးလေးနက်နက်ပြောလိုက်ပါတယ်။ရှမ်းရန်ကစဉ်းစားပါဦးမယ်လို့ကန်ဖြေပြီးမစ္စတာမာတင်ကိုနှုတ်ဆက်ကာထွက်လာခဲ့ပါတယ်။အလုထုတ်ခံရတဲ့ဖန်ချင်းဟာကုမ္ပဏီကမထွက်မီရှမ်းရန်စီရောက်လာခဲ့ပြီးသူ့ရဲ့ဝေဒနာတွေနဲ့စိတ်ပြတ်မှုတွေကိုဖွင့်ဟပြောဆိုခဲ့ပါတယ်။ဖန်ချင်းကနီးပညာစကားလုံးတွေကို3ရက်နဲ့ကြက်ခဲ့ပေမဲ့မရခဲ့ကြောင်းနဲ့ပြင်သစ်မှာ3နှစ်နေခဲ့သူထက်စာအုပ်ထဲကစူးစမ်းခဲ့တဲ့ရှမ်းရန်ကပုံမူလေးစားဖို့ကောင်းကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်။ဖန်ချင်းထွက်သွားပေမဲ့မန်နေဂျာရှောင်းရန်မင်းကတော့အရှုံးမပေးပဲရှမ်းရန်ကိုဒုက္ခပေးဖို့နောက်ထပ်ကွယ်ဆန်းတစ်ခုထပ်ရွှေ့ခဲ့ပါတယ်။ရှမ်းရန်ဟာကုမ္ပဏီမှာအလုပ်လုပ်ရင်းအပြင်မှာဘာသာပြန်စတူဒီယိုဖွင့်ထားကြောင်းအထက်ဌာနချုပ်စစ်ဆေးရေးအဖွဲ့စီတိုင်ကြားလိုက်တာပါ။ရှမ်းရန်ဟာတိုင်ကြားခံရတာကိုတိချိန်မှာဘာမှစိတ်လှုပ်ရှားခြင်းမရှိပဲစစ်ဆေးရေးအဖွဲ့ကိုရင်ဆိုင်မှုကြိုတင်ပြင်ဆင်ခဲ့ပါတယ်။သူမရဲ့ဘာသာပြန်စတူဒီယိုဟာနှစ်တိုင်တရားဝင်မှတ်ပုံတင်ထားပြီးကုမ္ပဏီရဲ့အရင်းမြစ်တွေကိုလုံးဝမသုံးခဲ့ကြောင်းအထောက်အထားတွေပြသခဲ့ပါတယ်။ဗန်စီရင်တွေအချိန်မှတ်တမ်းတွေနဲ့စာချုပ်တွေကိုတိကျစွာပြနိုင်ခဲ့တဲ့အပြင်ဇေယျမယာတို့ဟာလည်းအပြည့်လုပ်ပိုင်ခွင့်ရှိကြောင်းကုမ္ပဏီစီးမြင့်နဲ့ပြန်ချေပလိုက်ပါတယ်။စစ်စီးအဖွဲ့ကရှောင်းရံမီရဲ့တိုင်ကြားချက်ကို3ရက်ကြာမှအကျိုးစီးပွားပဋိပက္ခမရှိကြောင်းဆုံးဖြတ်ပြီးအပြီးတက်ပယ်ချလိုက်ပါတယ်။နှစ်ပတ်အကြာမှာတော့မန်နေဂျာရှောင်းရဲ့ကြောထောက်နောက်ခံဖြစ်သူဌာနချုပ်မှဒုတိယဥက္ကဋ္ဌဆန်ထရဲဟာဂျင်းကျူးမျိုးစီရောက်လာခဲ့ပါတယ်။ဒုဥက္ကဋ္ဌဆန်ထရဲဟာရောက်ချင်းဥက္ကဋ္ဌရှူကိုညစာဖိတ်ကျွေးပြီးဘာသာပြန်ဌာနကိုဖျက်သိမ်းဖို့ဖိအားပေးခဲ့ပါတယ်။နောက်နေ့နနက်မှာဥက္ကဋ္ဌရှူကရှမ်းရံကိုခေါ်ပြီးဘာသာပြန်ဌာနကိုအုပ်ချုပ်ရေးဌာနအောက်ပြန်ထည့်ဖို့ဒါမှမဟုတ်အခြားနေရာပြောင်းမှုပြောလာပါတယ်။ရှမ်းရံကဒါဟာဒူမကိုအတင်းအကျပ်နှင်ထုတ်တာဖြစ်ကြောင်းပြပြတသားတုံ့ပြန်လိုက်ပါတယ်။ရှမ်းရံကမစ္စတာမာတင်ရဲ့စာချုပ်ပါအရေးကြီးတဲ့အချက်တစ်ချက်ကိုဥက္ကဋ္ဌရှူအားတတိပေးစစ်ခိုင်းလိုက်ပါတော့တယ်။မွန်လွယ်ပိုင်းမှာဒုဥက္ကဋ္ဌစန်ချွဲဦးဆောင်တဲ့အရေးပေါ်အစည်းအဝေးပွဲကိုစတင်ကျင်းပခဲ့ပါတယ်။စန်ချွဲကဘာသာပြန်ဌာနကိုတီးတန့်ထားဖို့မလိုကြောင်းအထုံးစည်းရှော့ချရေးအကြောင်းပြပြီးပြောလိုက်ပါတယ်။ရှမ်းရံကအစည်းအဝေးမှာမစ္စတာမာတင်ရဲ့စာချုပ်ပါအပတ်9ကိုထုတ်ဖက်ပြလိုက်ပါတယ်။ထိုဘိုက်မှာရှမ်းရံကိုယ်တိုင်တာဝန်ယူမှစာချုပ်အတည်ဖြစ်မယ်လို့ပါရှိရာဒူမကိုယာရုမှဖယ်ရင်ရွမ်တန်း900စီမံကိန်းရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ဒါအပြင်အတူရောင်ပွဲလက်မှတ်နဲ့ဖန်ချင်းကိုခန့်နှုံးကဒူဥက္ကဋ္ဌစန်ချွဲကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့အထောက်အထားကိုပါထုတ်ဖော်လိုက်တာပါ။ဒူဥက္ကဋ္ဌစန်ချွဲဟာရှမ်းရံရဲ့ထိုးနှက်ချက်ကြောင့်စကားတစ်လုံးမှမဟနိုင်ပဲအရှက်ရသွားခဲ့ပါတယ်။မန်နေဂျာရှောင်းရံမေးဟာအကြံကုန်သွားပေမဲ့လက်မလျှော့သေးပဲနောက်ထပ်အခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။3ရက်ကြာမှာတော့ရှမ်းရံရဲ့ရန်6စတူဒီယိုထံမှာအလုပ်အပ်ဖူးတဲ့စီးပွားရေးလုပ်ငန်းရှင်မစ္စတာဂျိုရောက်လာခဲ့ပါတယ်။မစ္စတာဂျိုဟာအာဖရိကစီမံကိန်းအတွက်ဘာသာပြန်အဖွဲ့လိုချင်လို့ရန်6စတူဒီယိုပိုင်းရှင်ရှမ်းရံကိုလာရှာတာပါ။မန်နေဂျာရှောင်းရံမေးဟာထိုအခြေအနေကိုချောင်းကြည့်နေပြီးစာရွက်စာတမ်းတွေနဲ့ရှမ်းရံကိုအကြက်ကင်လိုက်ပါတယ်။ရှမ်းရံရဲ့စတူဒီယိုမှာဝါရှန်ကုမ္ပဏီရဲ့ပစ္စည်းထောက်ပံ့သူကုမ္ပဏီ6ခုစီကဘာသာပြန်လုပ်တွေလက်ခံထားကြောင်းဖော်ထုတ်လိုက်တာပါ
ရှောင်းရံမင်းကဒါဟာထင်ရှားတဲ့အကျိုးစီးပွားပြိပခဖြစ်ကြောင်းဝမ်းသာအားရအော်ဟောက်လိုက်ပါတယ်။ရှမ်းရံကတော့အေးဆေးစွာပဲသူမရဲ့စာချုပ်မိသူများနဲ့တက်တီများကိုထုတ်ပြလိုက်ပါတော့တယ်။ရှမ်းရံကအဆိုပါကုမ္ပဏီ6ခုနဲ့ချုပ်ထားတဲ့စာချုပ်တွေဟာဝါရှန်ကုမ္ပဏီရဲ့စီးပွားရေးလှုပ်ဝက်ချက်တွေနဲ့လုံးဝမဆိုင်ပဲတည်တဲ့အပြင်စီးပွားရေးတွေဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါအပြင်သူမဘာသာပြန်ထားနာမှုယာတူရကလေးကစတူဒီယိုရဲ့အပြင်လုပ်တွေကိုပထမမန်နေဂျာထံတရားဝင်အစည်းအဝေးခန်းစာတင်ထားပြီးဖြစ်ကြောင်းထုတ်ပြခဲ့ပါတယ်။သူမဟာကုမ္ပဏီစီမင်းတွေကိုအခက်အမကဲလိုက်နာခဲ့သူမှုရှောင်းရံမင်းရဲ့ဆွဆွဲချက်တွေအလက်ကားဖြစ်သွားခဲ့ပါတယ်။ရှမ်းရံရဲ့စိစက်တေချာမှုနဲ့တက်တီအပြည့်စုံကြောင့်ရှောင်းရံမင်းမှာထပ်မံရှက်ကွဲသွားခဲ့ရပါတယ်။နောက်တစ်လမှာဝါရှန်ကုမ္ပဏီဟာအပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးနည်းပညာဖိုရမ်ကြီးကိုအိမ်ရှင်ဖြစ်လက်ခံကျင်းပရပါတော့တယ်။အဲဒီဖိုရမ်မှာပြင်သစ်အင်္ဂလိပ်ဂျာမနီနဲ့ဂျပန်စတဲ့ဘာသာစကားလေးမျိုးနဲ့တပြိုင်နက်တည်းဘာသာပြန်ပေးရမှာဖြစ်ပါတယ်။ဘာသာပြန်ဌာနမှာလူမလုံလောက်တာကိုအခွင့်ကောင်းယူပြီးမန်နေဂျာရှောင်းကရှမ်းရံဒုက္ခရောက်အောင်ဌာနချုပ်စီထပ်တိုင်ခဲ့ပါတယ်။ဘာသာစကားလေးမျိုးကိုဘာသာပြန်ဌာနမှုတယောက်တည်းမလုံနိုင်ကြောင်းအားရပါရပြောဆိုခဲ့တာပါ။ရှမ်းရံကတော့ပြင်ပဘာသာပြန်အေဂျင်စီတွေစီကဈေးကြီးပြီးမငါပဲမိမိရဲ့ရန်6စတူဒီယိုကထိပ်တန်းဘာသာပြန်3ဦးကိုငှားရမ်းဖို့ဥက္ကဋ္ဌကိုအကြံပြုလိုက်ပါတယ်။ရှမ်းရံကိုယ်တိုင်လည်းဂျာမန်ဘာသာစကားတက်ကြောင်းပြောပြလိုက်တဲ့အခါဥက္ကဋ္ဌကအံ့ဩသွားပြီးမင်းမှာလျှို့ဝှက်ချက်တွေဘလောက်တောင်များရှိသေးတာလဲလို့မေးလိုက်ပါတယ်။ရှမ်းရံကဒါပါပဲလို့ကန်ပြောပြီးမိပညာဘာသာပြန်ဆိုမှုကိုနှစ်ပတ်တွင်အပြင်းထန်လေ့ကျင့်ပြင်ဆင်ဖို့ထွက်သွားပါတော့တယ်။ဖိုရန်ကျင်းပတဲ့နေ့မှာချင်းကျိုးအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာလူပေါင်း300ကျော်တက်ရောက်ခဲ့ကြပါတယ်။မနက်ပိုင်းအစီအစဉ်မှာတော့ရှမ်းရံနဲ့သူမရဲ့အဖွဲ့ဟာကင်းတိအင်္ဂလိပ်ဂျပန်ဘာသာစကား3မျိုးစလုံးကိုအမှားယွင်းမရှိကျွမ်းကျင်ပြောင်မြောက်စွာတပြိုင်နက်တည်းဘာသာပြန်ပေးနိုင်ခဲ့ပါတယ်။နေ့လယ်ပိုင်းရောက်တော့သူမရဲ့ဂျာမန်ဘာသာပြန်အစီအစဉ်ရောက်ရှိလာပါတယ်။သူမဟာဂျာမန်တင်ဆက်သူရဲ့စကားလုံးတွေကိုအပိုင်းလိုက်ခွဲပြီးဂျာမန်ကနေတရုတ်ကနေကင်းတိကျွမ်းကျင်စွာဘာသာပြန်ပေးခဲ့ပါတယ်။ဒါအပြင်အင်္ဂလိပ်တင်ဆက်သူကမေးခွန်းမေးလာတဲ့အခါသူမကအင်္ဂလိပ်ကနေပြင်သစ်ဘာသာကိုကျွမ်းကျင်ပိုင်နိုင်စွာအထက်အမောမရှိဘာသာပြန်ဖြေဆိုနိုင်ခဲ့တာပါ။အဲ့ဒီအခါခမ်းမတစ်ခုလုံးကအကဲဖြတ်တိုင်တွေနဲ့ပရိသတ်တွေကအံ့ဩတကြီးဖြစ်ကုန်ကြပြီးလက်ခုပ်အော်ပါတီးကအားပေးလာကြပါတယ်။ဖိုရမ်ပွဲပြီးနောက်မကြာမီမှာပဲမန်နေဂျာရှောင်းရံမင်းရဲ့မတမာမှုတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။စစ်စေးရေးဌာနကပုံမှန်စစ်ဆေးစဉ်မန်နေဂျာရှောင်းဟာအုပ်ချုပ်ရေးစရိတ်ရွန်တသိန်းကျော်ကိုမတမာတဲ့နည်းနဲ့ထုတ်ယူပြီးဖန်ချင်းရဲ့ပန်စီရင်နဲ့ထည့်ပေးခဲ့ကြောင်းအထောက်အထားများတွေ့သွားခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်မန်နေဂျာရှောင်းရံမင်းဟာယာရုကနေချက်ချင်းထုတ်ပယ်ခံရပြီးဌာနချုပ်မှာစာရေးအဆင့်စီယာရုလျှော့ချခံလိုက်ရပါတော့တယ်။တလအကြာမှာရှမ်းရံရဲ့ဘာသာပြန်ဌာနဟာဝန်ထမ်း9ဦးအထိတိုးချဲ့နိုင်ခဲ့ပြီးဥက္ကဋ္ဌရှုကအရှိလဲပိုင်းစီမံကိန်းအတွက်အာရဘီဘာသာပြန်ဖွဲ့ဖို့တာဝန်ပေးလာပါတယ်။ရှမ်းရံကဘာသာပြန်ဌာနကိုကုမ္ပဏီရဲ့တိုက်ရိုက်ကုကဲမှုအောက်မှာရှိတဲ့ဘာသာပြန်ဗဟိုဌာနအဖြစ်တူးမြင့်ဖွဲ့စည်းဖို့အဆိုပြုခဲ့ပါတယ်။ဥက္ကဋ္ဌရှုကရှမ်းရံရဲ့ကြီးမားတဲ့ညှို့မှန်းချက်ကိုသဘောကျပြီးထောက်ခံပေးခဲ့ပါတယ်။ဥက္ကဋ္ဌရှုကဆက်လက်ပြီးရှမ်းရံကိုတစ်နှစ်ကိုလစာရွှန်6သိန်းရမဲ့ဝါရှန်ကုမ္ပဏီရဲ့ဘာသာပြန်ဗဟိုဌာနညွှန်ကြားရေးမှူးယာတုကိုကန့်လန့်ခဲ့ပါတယ်။ရှမ်းရံကချက်ချင်းအဖြစ်မပေးသေးပဲ3ရက်လောက်အချိန်ယူစဉ်းစားပါရစေလို့ပြောလိုက်ပါတယ်။ရှမ်းရံရုံးခန်းကထွက်ခွာလာချိန်မှာပဲမစ္စတာမာတင်စီကနေဖုန်းဝင်လာပါတယ်။မစ္စတာမာတင်က MBD အာရှပစိဖိတ်ဌာနချုပ်ကလာမယ့်နှစ်မှာဂျင်းကျူးကိုပြောင်းရွှေ့လာမှာဘာသာပြန်အတွက်မင်းရဲ့ရန်6ကိုငါထောက်ခံစာရေးပေးလိုက်တော့သူတို့ကသဘောကျပြီးရန်6နဲ့စာချုပ်ချုပ်ဆိုလိမ့်မယ်လို့ပြောလာပါတယ်။ရှမ်းရံကဝမ်းသာမျက်ရည်ကျသွားပြီးမစ္စတာမာတင်ကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ရန်6စတူဒီယိုဟာပထမနှစ်အတွက်တင်ဝန်ဆောင်ကရွှန်9တန်းမှကရမယ်နှစ်ရှည်စာချုပ်ကြီးကိုရသွားခဲ့ပါတယ်။ရှမ်းရံဟာတာမန်စာရေးမလေးဘဝကနေစတင်ခဲ့ပြီးအခုဆိုရင်ကုမ္ပဏီမှာရောအဖြစ်မှာပါအောင်မြင်ကျော်ကြားတဲ့ဘာသာပြန်စတူဒီယိုပိုင်ရှင်ဖြစ်လာခဲ့တာပါ။အဲ့ဒီညမှာပဲရှမ်းရံဟာအိမ်ပြန်ရောက်တော့စပွဲပေါ်မှာရွေးချယ်စရာလမ်းနှစ်သွဲကိုဘေးချင်းရှင်တင်ထားလိုက်ပါတယ်။ဘဲဘက်မှာတစ်နှစ်ကိုလစာရွှန်6သိန်းနဲ့တည်ငြိမ်ပြီးဂုံတိတ်ခါရှိတဲ့ဝါရှန်ကုမ္ပဏီဌာနချုပ်ရဲ့ဘာသာပြန်ဗဟိုဌာနညွှန်ကြားရေးမှူးယာတုဖြစ်ပါတယ်။ညဘက်မှာတော့ယခုနှစ်ဝက်အတွင်းမှာတင်ရွှန်9တန်းရထားပြီးတစ်နှစ်လုံးစာဝင်ငွေရွှန်15တန်းကျော်မှန်းထားတဲ့ရန်6စတူဒီယိုရဲ့ဗန်ဒါရေးစီးရင်စရာဖြစ်ပါတယ်။ရှမ်းရံဟာလက်ဖက်ရည်ခွက်အေးဆက်သွားသည့်အထိစပွဲမှာထိုင်ရင်းတွေ့ဝေနေခဲ့တာပါ။အဲ့ဒီအချိန်မှာဒူမရဲ့ဆရာဖြစ်သူမစ္စတာယန်စီကဖုန်းဝင်လာခဲ့ပါတော့တယ်။မစ္စတာယန်ကရှမ်းရံရဲ့တွေ့ဝေမှုကိုကောင်းစွာနားလည်ပြီးရှမ်းရံနဲ့စိတ်ထဲမှာဆုံးဖြတ်ချက်ကချပြီးနေပါပြီ။နင်းပန်တယ်လို့တယောက်ကလာပြောပြီးမှကိုပဲစောင့်နေတာပါလို့တင်းငိမ့်စွာပြောလိုက်ပါတယ်။ဆေးရစကားကြောင့်ရှမ်းရံရဲ့စိတ်ထဲကတန်တရားတွေအားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားခဲ့ပြီးဒူမသွားရမယ့်လမ်းကြောင်းကိုပြည့်ပြည့်တသားဆုံးဖြတ်လိုက်ပါတော့တယ်။
နောက်နေ့မှာရှမ်းရံဟာဥက္ကဋ္ဌရှူရဲ့ရုံးခန်းစီတွားပြီးကမ်းလှမ်းချက်ကိုယဉ်ကျေးစွာနင်းကကုမ္ပဏီကနေနှုတ်ထွက်ခွင့်တောင်းခဲ့ပါတယ်။ဥက္ကဋ္ဌရှူကဝမ်းနဲ့စွာနဲ့ငါးနှစ်ကိုဆက်ဆွဲထားလို့မရတော့ဘူးဆိုတာသိပါတယ်။ဒါပေမဲ့နောက်ပိုင်းဝါရှန်ကုမ္ပဏီရဲ့ဘာသာပြန်အလုပ်မှန်သမျှကိုရန်6စတူဒီယိုကိုပဲဦးစားပေးအပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ရှမ်းရံလည်းဥက္ကဋ္ဌရှူကိုကျေးဇူးတင်စွာနှုတ်ဆက်ရင်း6နှစ်တာလုပ်ခဲ့တဲ့ကုမ္ပဏီကနေထွက်ခွာဖို့ပြင်ဆင်လိုက်ပါတော့တယ်။တောက်ကြနေ့မှာရှမ်းရံဟာနှုတ်ထွက်စာရွက်စာတမ်းတွေအပိတက်ပြီးရုံးခန်းထဲကမိမိပစ္စည်းတွေကိုစက်ကူဖုံးထဲထည့်လိုက်ပါတယ်။အုပ်ချုပ်ရေးဌာနတကားမှာမန်နေဂျာရှောင်းရံမင်းနေရာမှာအစားထိုးမဲ့မန်နေဂျာအတိရဲ့ကြီးညာချက်ရောက်နေပြီဖြစ်ပြီးရှမ်းရံကတော့လှည့်ပင်မကြည့်တော့ပါဘူး။မြို့ပေါ်ကင်ဘက်တွေကငိုယိုပြီးနှုတ်ဆက်ကြတဲ့အခါရှမ်းရံကမငိုကြပါနဲ့ငါတို့ကဒီနေပယ်ထဲမှာပဲဆက်ရှိနေဦးမှာပါလို့ပြုံးပြီးနှက်သိမ့်ခဲ့ပါတယ်။တူမဟာစည်ရင်မလေးဘိုးဝါကနေဒီနေရာထိရှောက်လန်းခဲ့ပြီးနောက်မိမိကိုယ်ပိုင်လမ်းကြောင်းစီသွားဖို့အချိန်တန်ခဲ့ပြီဖြစ်ပါတယ်။ဝါရှန်ကုမ္ပဏီကထွက်ပြီးပထမဆုံးလမှာတင်ရှမ်းရံဟာ6လကြာမှာတရုတ်မီရထားဆောက်လုပ်ရေးကုမ္ပဏီရဲ့ပြင်သစ်စကားပြောနိုင်ငံများဆိုင်ရာစီမံကိန်းကြီးကိုရခဲ့ပါတယ်။ပထမနှစ်အကုန်မှာရန်6ရဲ့တစ်နှစ်တာဝင်ငွေဟာယွမ်32တန်းအထိရောက်ခဲ့ပြီးအတည်မြတ်ယွမ်9.6တန်းရခဲ့ပါတော့တယ်။ရှမ်းရံရဲ့ကြိုးစားမှုတွေကြောင့်ကြီးမားတဲ့အတီးအပွင့်တွေပွင့်လန်းလာခဲ့တာပါ။ဒုတိယနှစ်မှာရှမ်းရံဟာရန်6ဘာသာပြန်စတူဒီယိုကနေရန်6ဘာသာပြန်နည်းပညာကုမ္ပဏီအဖြစ်အဆင့်မြင့်ခဲ့ပြီး AI အကူအညီသုံးဘာသာပြန်စနစ်ကိုစတင်တည်ထွင်ခဲ့ပါတယ်။အဆိုပါစီမံကိန်းကိုမစ္စတာမာတင်ကိုရိုင်သဘောကျထောက်ခံပြီး MBD ကုမ္ပဏီရဲ့ယင်းနှိမ့်ညွှန်နှံမှုကိုပါရခဲ့တာပါ။ MBD ရဲ့ထောက်ခံမှုကြောင့်အခြားယင်းနှိမ့်ညွှန်နှံသူတွေတန်းစီရောက်လာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကုမ္ပဏီဟာတန်မိုးယွမ်တန်း200ထိရောက်သွားခဲ့ပါတယ်။ဒီနေ့မှာဖန်ချင်းကဖုံးဆက်လာပါတယ်။သူကကက်တီ level 2စာမှုပွဲအောင်ထားပြီဖြစ်ကြောင်းနဲ့အခွင့်အရေးတစ်ခုပေးဖို့တောင်းဆိုလာပါတယ်။ရှမ်းရံကနာကအခွင့်အရေးပေးတာမဟုတ်ဘူးရည်ချင်းကိုပဲကြည်တာအစမ်းခံကလာအောင်ရင်နင်းဆက်ရှိမယ်လို့ပြပြတတပြောပြီးတရားဝင်စာချုပ်ဖွဲ့မှာတာဝန်ပေးခဲ့ပါတယ်။ဖန်ချင်းဟာအစမ်းခံကလာကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပြီးညစ်နက်တီအထိကြိုးစားခဲ့တာပါ။ရှမ်းရံဟာဖန်ချင်းရဲ့ပြောင်းလဲမှုကိုတိတ်ဆိတ်စွာပဲအတိမတ်ပြုပေးခဲ့ပါတယ်။9နှစ်အကြာမှာရန်6ဘာသာပြန်ဒီပညာကုမ္ပဏီဟာတစ်နှစ်ကိုဝင်ငွေယွမ်တန်းရာကနန်းအထိတိုးတက်လာခဲ့ပြီးဝန်ထမ်း130ကျော်နဲ့ပေကျင်းရှန်ဟိုင်းနဲ့ဒူဘိုင်းတို့မှာရုံးခွဲတွေဖွင့်နိုင်ခဲ့ပါတယ်။ဆောက်လုပ်ရေးနည်းပညာဆိုင်ရာဘာသာပြန်စနစ်မှာအဓိကကုမ္ပဏီကြီး6ခုကရန်6ရဲ့စနစ်ကိုသုံးလာကြပါတယ်။ဆီယာဖြစ်သူမစ္စတာရန်ကဖိုရမ်တစ်ခုမှာရှမ်းရန်ဟာဆောက်လုပ်ရေးဘာသာပြန်နယ်ပယ်ရဲ့ရှေ့ဆောင်လမ်းပြဖြစ်ကြောင်းဂုဏ်ယူစွာမိတ်ဆက်ပေးခဲ့ပါတယ်။ရှမ်းရန်ဟာပြည်သက်ထဲကနေပြုံးရင်းဆီယာရဲ့ချီးကျူးမှုကိုကျေးဇူးတင်စွာလက်ခံခဲ့ပါတယ်။အသက်အရွယ်ရလာပြီဖြစ်တဲ့မစ္စတာမာတင်ဟာအငိမ့်စားမယူမီတရုတ်နိုင်ငံစီနောက်ဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ပါတယ်။ရှမ်းရန်ဟာမစ္စတာမာတင်ကိုလွန်ခဲ့တဲ့17နှစ်ကတွားခဲ့တဲ့စားတောက်ဆိုင်လေးစီခေါ်သွားခဲ့ပါတယ်။မစ္စတာမာတင်ကလွန်ခဲ့တဲ့17နှစ်ကနေရေးခဲ့တဲ့ထောက်ခံစာလေးကိုငါအခုထိတင်ထားတော့မဲ့အတန်အမာဆုံးတရားဆိုတာကွန်ကရစ်နဲ့တိဆောက်ထားတာမဟုတ်ပဲယုံကြည်မှုနဲ့တိဆောက်ထားတာပါဆိုတဲ့စာသားလေးပေါ်လို့ရင်မောပြီးပြောခဲ့ပါတယ်။ရှမ်းရန်ဟာအထူးစာသားလေးကိုမေ့ကြည့်ရင်မိမိရဲ့ဘဝလမ်းကြောင်းကိုကဲရှင်ကြီးကကျင်းနဲ့နေခဲ့ပါတော့တယ်။ယနေ့မှာတော့ရန်6ကုမ္ပဏီရဲ့10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုမြစ်ပြီးမှရှိတဲ့ထက်ဆင့်28ထက်ရုံးချုပ်တင်မှာစီကားတိုင်းတိုင်းစွာကျင်းပနေပါတယ်။မစ္စတာမာတင်နဲ့သူသမီးဆရာဖြစ်သူမစ္စတာရဲ့ဥက္ကဋ္ဌရှူနဲ့လုပ်ဖို့ကိုင်ဘက်တွေအပြင်လူပေါင်းများစွာတက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။အခမ်းအနားမှာရှမ်းရန်ကစင်မော်တက်ပြီး10နှစ်တာခီးစဉ်နဲ့ပတ်သက်ပြီးရန်6ရဲ့အမားယွင်းမရှိမှုနဲ့ယုံကြည်စိတ်ချရမှုကိုဂုဏ်ယူစွာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အခမ်းအနားပြီးဆုံးလို့လူအများထွက်သွားချိန်မှာရှမ်းရန်ဟာ28ထက်မှန်ပြတင်းပေါင်နာမှာတယောက်တည်းရရင်ညှို့ရဲ့ညရှုကင်းကိုငေးကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖုန်းထဲကိုအမီမတိနံပါတ်တစ်ခုကနေစာတိုလေးတစ်စောင်ရောက်လာခဲ့ပါတယ်။စာမှာဂုံယူပါတယ်ရှမ်းရန်နင်းလူတိုင်းထက်ပိုဝေးဝေးကိုရှောက်လန်းနိုင်ခဲ့ပြီးဒါဟာနင်းနဲ့ထိုက်တန်တဲ့အရာပါပဲလို့ရေးထားတာပါ။ဒီစာတိုလေးဟာမန်နေဂျာရှောင်းရန်မင်းထံကပေးပို့လိုက်တဲ့စာဖြစ်ပြီးရှမ်းရန်ကပြုံးကဖုန်းကိုပိတ်လိုက်ပါတော့တယ်။ရှမ်းရန်ဟာကုမ္ပဏီအဆောက်အုံကင်ပကိုထွက်လာခဲ့ရာညလီအေးလေးကတာယာစွာတိုက်ခတ်နေခဲ့ပါတယ်။17နှစ်အကြာချင်းကျူးမျိုးရဲ့အောက်တိုဘာညဟာအေးမြပေမဲ့ဒူမအတွက်တော့နှွေးထွေးလို့နေပါတယ်။ရှမ်းရန်ဟာကားကိုမောင်းထွက်လာပြီးလွန်ခဲ့တဲ့17နှစ်ကမကြာခဏသွားစားခဲ့တဲ့ဆိုင်လေးစီဦးတည်လိုက်ပါတော့တယ်။ဆိုင်ထဲမှာတယောက်တည်းထိုင်ရင်းပူပူနွေ့နွေ့အစားအစာများကိုငိမ့်ရှက်စွာစားတောက်လိုက်ပါတယ်။တာမန်စည်မလေးဘဝကနေအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အဖြစ်ရှောက်လန်းခဲ့တဲ့ဒူမရဲ့ခီးလန့်ကိုဂျင်းနဲ့စွာပြုံးရင်တွေးတောနေမိပါတော့တယ်